အခုသင်မဲ့ခေါင်းစဉ်ကတော့ infection control ယောဂပိုးမွှားများထိန်းချုပ်ခြင်းအကြောင်းဖြစ်ပါတယ်။စာမျက်နှာ34ကိုကြည့်ရအောင်နော်။စာမျက်နှာ34ရဲ့အောက်နားလေးမှာ infection control ယောဂပိုးမွှားများထိန်းချုပ်ခြင်းအဲ့တော့ဆရာမတို့ကကူးစက်နိုင်တဲ့ယောဂပိုးမွှားတွေကိုယ်ကိုမကူအောင်ကိုကတစ်ဆင့်တခြားသူတွေကိုမကူအောင်ဘသူကိုမှမကူအောင်ပေါ့နော်။ဆရာမတို့ဘယ်လိုမျိုးထိန်းချုပ်မလဲအဲ့တော့ယောဂပိုးမွှားထိန်းချုပ်ခြင်းဆိုတာကဘာလဲဆိုရင်တဲ့ prevention of transmission of infection from one to the another အဲ့တော့တယောက်စီကယောဂပိုးမွှားတွေကအခြားတယောက်စီကိုကူးစက်မှုမှနေပြီးတော့ကာကွယ်ခြင်းဖြစ်တယ်တဲ့အဲ့တော့ယောဂပိုးမွှားထိန်းချုပ်ခြင်းဆိုတာကတစုံတစ်ယောက်စီမှာအခြားတစ်ယောက်စီကိုကူးစက်နိုင်တဲ့ယောဂပိုးမွှားတွေကူးစက်နိုင်ခြင်းပြန့်နှံ့ခြင်းကနေပြီးတော့ကာကွယ်ခြင်းဖြစ်တယ်တဲ့အဲ့လိုကာကွယ်ဖို့အတွက်ဆရာမတို့ကဘာလို့နည်းလမ်းတွေကိုအသုံးပြုရမလဲဆိုလို့ရှိရင် methods of infection control ယောဂပိုးမွှားတွေကိုကာကွယ်ထိန်းချုပ်ဖို့အတွက်ဆရာမတို့နည်းလမ်းတွေကဘာတွေလဲဆိုရင် hand washing လက်ဆေးခြင်း using personal protective equipment PPE ကိုမိမိကိုပေါ့နော်အကာအကွယ်ပေးတဲ့ပစ္စည်းတွေကိုအသုံးပြုခြင်းဒီလိုနည်းလမ်းတွေနဲ့ဆရာမတို့ကယောဂပိုးမွှားတွေကူးစက်ခြင်းကနေပြီးတော့ဆရာမတို့ကထိန်းချုပ်လို့ရပါတယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့ဆရာမတို့ hand washing လက်ဆေးခြင်းကိုကြည့်ရအောင်နော်စာမျက်နှာ35မှာရှိပါတယ် hand washing လက်ဆေးခြင်းအဲ့တော့ဆရာမတို့လက်ဆေးမယ်ဘာကြောင့်လက်ဆေးရတာလဲလက်ဆေးခြင်းရဲ့ရည်ရွယ်ချက်လက်ဆေးရဆိုတာကတော့အထူးတလဲပြောစရာမလိုပါဘူးလူတိုင်းနေ့စဉ်တိုင်းကပေါ့နော်နေ့စဉ်တိုင်းမှာလက်ဆေးကြမှာပဲအဲ့တော့အဲ့လက်ဆေးတဲ့အခါမှာဆရာမတို့ကနီးစနစ်တန်းသားဆိုတာလက်ဆေးတတ်ဖို့ပဲလိုတာပါပေါ့နော်အဲ့တော့လက်ဆေးခြင်းရဲ့ရည်ရွယ်ချက်ဘာကြောင့်ဆရာမတို့လက်ဆေးရတာလဲဆိုရင်တဲ့ယောဂပိုးများပြန့်နှံ့ခြင်းမှကာကွယ်ရန်ယောဂပိုးများဝင်ရောက်ခြင်းမှလျော့နည်းစေရန်တဲ့ဆရာမတို့လက်ဆေးတဲ့အတွက်ယောဂပိုးမွှားတွေပြန့်နှံ့ခြင်းတနေရာနေတနေရာပြန့်နှံ့ခြင်းဥပမာစပွဲမှာရှိတဲ့ပိုးမွှားတွေကဆရာမတို့ထိတဲ့အခါမှာလက်မှာပေးသွားနိုင်တယ်အခြားတနေရာကိုဆရာမသွားကင်လိုက်မဲ့အခါမှာအခြားနေရာကိုလည်းအဲ့ယောဂပိုးမွှားတွေကပါသွားနိုင်တယ်အဲ့ဒီအခြားမှာဆရာမလက်ဆေးလိုက်မယ်ဆိုရင်ယောဂပိုးမွှားတွေပြန့်နှံ့ခြင်းကနေပြီးတော့ဆရာမတို့ကာကွယ်လိုက်နိုင်ပြီပေါ့နော်နောက်တစ်ခုကယောဂပိုးမွှားများဝင်ရောက်ခြင်းလျော့နည်းစေရန်အဲ့တော့ဆရာမတို့ကတခုခုမကင်တွယ်မီတခုခုကင်တွယ်ပြီးတိုင်းမှာလက်ဆေးမယ်ဆိုရင်ဆရာမတို့ခန္ဓာကိုယ်ကိုယောဂပိုးမွှားတွေဝင်လာခြင်းကနေဆရာမတို့ကလျော့နည်းအောင်လုပ်နိုင်တယ်ပေါ့နော်ဒီလိုရည်ရွယ်ချက်တွေနဲ့ဆရာမတို့ကလက်ဆေးတယ်ဟုတ်ပြီလက်ဆေးဖို့အတွက်ဆရာမတို့ဗာပစ္စည်းတွေလိုအပ်မလဲဆိုရင်ရိုးရိုးဆက်ပြ plain soap ပိုးသက်ဆေးပါသောဆက်ပြ antiseptic soap တစ်ခါသုံးဆက်ကူ paper towel အဲ့တော့ရိုးရိုးဆက်ပြဆရာမတို့နေ့စဉ်ဆေးကြောနေတဲ့ဆက်ပြရိုးရိုးဆက်ပြပေါ့နော်တကယ်လို့ဆေးရုံဆေးခန်းတွေမှာအလုပ်လုပ်တဲ့အခါပေါ့နော်ပိုးကင်းတန်းစင်တဲ့အခန်းတွေကိုဝင်ရောက်ပြီးအလုပ်လုပ်ဝင်ရမယ့်အခါမှာဆရာမတို့ကပိုးသက်ဆေးပါတဲ့ဆက်ပြတွေတုံးပြီးတော့လက်ဆေးရတယ်လက်ဆေးပြီးလို့ရှိရင်ဆရာမတို့ကလက်ကို6တွေ့ကိုသွားအောင်လုပ်ရတယ်ပေါ့နော်အဲ့ဒီအတွက်ဆရာမတို့ကတစ်ခါသုံးဆက်ကူ paper towel တွေလိုအပ်တယ်ပေါ့နော်အဲ့တော့လက်ဆေးဖို့အတွက်လမ်းညွှန်ချက်တွေရှိတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးထားပြီးလက်ဆေးရမလဲဆိုရယ်လမ်းညွှန်ချက်တွေရှိတယ်အဲ့လမ်းညွှန်ချက်တွေကလက်သေးများကိုတိုးနေအောင်ညှက်ထားရမယ်ဆရာမတို့လက်သေးတွေကတိုးနေအောင်ညှက်ထားရမယ်ဘာဖြစ်လို့လဲဆိုတော့လက်သေးတွေတာရှည်နေမယ်ဆိုလို့ရှိရင်ရှည်ရဲ့လက်သေးတွေရဲ့အတွင်းထဲမှာယောဂပိုးမွှားတွေကခိုအောင်ပြီးတော့ဝင်နေနိုင်တယ်ပေါ့နော်အဲ့ဒီမှာဆရာမတို့ကလက်တော့ဆေးလိုက်တယ်ဒါပေမဲ့အဲ့ဒီလက်သေးတွေကြားတဲ့အထိဆရာမတို့ကမတန့်ရှင်းလိုက်နိုင်တဲ့အခါမှာလက်ဆေးပေမဲ့လည်းယောဂပိုးမွှားတွေကလက်မှာကညှိတွယ်နေနိုင်သေးတယ်ပေါ့နော်လက်စွပ်တွေလက်ဝတ်ရတနာတွေနာရီတွေမဝတ်ရဘူးအဲ့တော့လက်မှာလက်စွပ်ဝတ်ထားတယ်ဆိုလို့ရှိရင်အဲ့လက်စွပ်ရဲ့အောက်မှာလက်စွပ်ရဲ့ကြားမှာလက်စွပ်အတွင်းထဲမှာယောဂပိုးမွှားတွေကကတ်တွဲနေနိုင်တယ်အဲ့ဒီအချိန်မှာဆရာမတို့ကလက်ဆေးလိုက်ပေမဲ့လည်းအဲ့ဒီနေရာမှာယောဂပိုးမွှားတွေကကတ်ပြီးတော့ကျန်နေနိုင်တဲ့အတွက်ဆရာမတို့ကယောဂပိုးမွှားတွေပြောင်းသွားပြီးကင်းသွားပြီပေါ့နော်တန့်ရှင်းသွားပြီလို့ပြောလို့မရတဲ့အတွက်ဒီလက်စွပ်တို့လက်ဝတ်ရတနာတို့နာရီတွေကိုမဝတ်ရဘူးလက်ဆေးမယ်ဆိုလို့ရှိရင်အနည်းဆုံး15စက္ကန့်ကြာအောင်ဆေးရမယ်အဲ့တော့လက်ဆေးမယ်ဆိုမြန်ဆေးလိုက်တဲ့အခါမှာလက်မှာကတ်တွယ်နေတဲ့ပိုးတွေကလုံးစုံပေါ့နော်အကုန်လုံးပြောင်းသွားတာကင်းရှင်းသွားတာမျိုးမရှိနိုင်တော့ဘူးအဲ့ဒီအတွက်ဆရာမတို့ကပိုးရှိသမျှပိုးအကုန်လုံးပြောင်းဆင်သွားအောင်လို့15စက္ကန့်လောက်ကြာအောင်နော်ဆရာမတို့ကလက်ဆေးရမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီလက်ဆေးရန်လိုအပ်တဲ့အခြေအနေပေါ့နော်အဲ့တော့ဘယ်အခြေအနေတွေမှာဆရာမတို့ကလက်ဆေးမလဲအဲ့တော့လူနာကိုမကင်တွယ်မီနဲ့ကင်တွယ်ပြီးချိန်နဲ့အဲ့တော့ဆရာမတို့လူနာကိုတစ်ခုခုပြုစုကုသမှုပေးတော့မယ်ကင်တွယ်ရတော့မယ်ဆိုလို့ရှိရင်အဲ့လိုမကင်တွယ်ခင်ဒါမှမဟုတ်ရင်ကင်တွယ်ပြီးရဲ့အချိန်မှာဆရာမတို့လက်ဆေးမယ်လူနာရဲ့အညစ်အကြေးတွေနဲ့ညစ်ပတ်နေတဲ့ပစ္စည်းကိရိယာတွေကိုကင်တွယ်ပြီးချိန်အဲ့တော့လူနာကတကယ်လို့စီးသွားတဲ့ပစ္စည်းကိုတို့ကလဲလှယ်ပေးရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအညစ်အကြေးတွေနဲ့ညစ်ပတ်နေတဲ့ပစ္စည်းတွေကိုကင်တွယ်ပြီးရဲ့အချိန်တိုင်းမှာလည်းဆရာမတို့ကလက်ဆေးရမယ်တာဝန်ချိန်မစမီနဲ့တာဝန်ချိန်ပြီးဆုံးချိန်ဆရာမတို့က
ကိုတာဝန်ကြတဲ့ဌာနကိုမနက်ကြတော့အလုပ်ကိုရောက်လာတယ်အဲ့ဒီရောက်လာတဲ့အချိန်မှာတာဝန်မစသေးဘူးပေါ့နော်အဲ့ဒီအချိန်မှာရောက်ချင်းဆရာမတို့လက်ဆေးရပဲအဲ့တော့ဟိုနေခင်းဒါမှမဟုတ်ညနေပေါ့နော်ကိုတာဝန်ချိန်ပြီးဆုံးသွားတဲ့ခါအိမ်ပြန်တော့မယ်အဲ့ဒီအချိန်မှာလည်းဒီကိုဌာနကနေမထွက်ခင်ဆရာမတို့လက်ဆေးရမယ်နောက်တစ်ခုကအိမ်နာမှပြန်လာခြင်းအားလုံးသိပြီးသားပါဒါကတော့ဆရာမတို့ဟိုအိမ်နာအသုံးပြုပြီးတော့ပြန်ထွက်လာတဲ့ခါမှာလည်းဆရာမတို့လက်ဆေးရမယ်အစားများမစားမိနဲ့မကိုက်တွေ့မိဒါကလည်းအားလုံးသိပြီးသားပါအစားမစားခင်ဥပမာထမင်းမစားခင်တခုမစားခင်စားတောက်ရမယ့်ပစ္စည်းတွေကိုမကိုက်တွေ့ခင်မှာဆရာမတို့ကလက်ဆေးရမယ်လက်ဆေးရဆိုတာမျိုးကရေနဲ့လက်ကိုဆွတ်လိုက်တာမျိုးမဟုတ်ဘူးဆရာမတို့ပုံမှာလိုအပ်သောပစ္စည်းများမှာပါပြီးတာစက်ပြာနဲ့တေချာဆေးရမယ်ပေါ့နော်နောက်တစ်ခုကလှုပ်ဆောင်ချက် procedure တွေမပြုလုပ်မီနဲ့ပြုလုပ်ပြီးခြင်းဥပမာအားဖြင့်ဆရာမတို့လူနာကိုအဖျားသွားတိုင်းမယ်အဖျားတိုင်းခြင်းဆိုတော့ကအဖျားတိုင်းခြင်းလှုပ်ဆောင်ချက် procedure ပဲအဲ့ဒီ procedure တစ်ခုမစခင်အဖျားမတိုင်းခင်အဲ့တော့ procedure ပြီးသွားတဲ့အချိန်အဲ့အဖျားတိုင်းပြီးသွားတဲ့အချိန်ဆရာမတို့လက်ဆေးရသွေးပေါင်သွားချိန်မယ်သွေးပေါင်ချိန်ခြင်းလှုပ်ဆောင်ချက် procedure မစခင်ဆရာမတို့လက်ဆေးမယ်သွေးပေါင်တိုင်းခြင်း procedure လှုပ်ဆောင်ပြီးရဲ့အချိန်မှာလည်းဆရာမတို့လက်ဆေးရမယ်ဒါကလက်ဆေးရန်လိုအပ်တဲ့အခြေအနေပေါ့နော်အဲ့တော့ဒီလက်ဆေးရန်လိုအပ်တဲ့အခြေအနေမျိုးတွေကဆရာမတို့ဒါရိုးစက်ပြာကိုသုံးပြီးတော့လက်ဆေးရတဲ့အခြေအနေမျိုးပေါ့နော်နောက်တစ်ခုကကြတော့ပိုးသက်ဆေးရည်အသုံးပြုပြီးတော့လက်ဆေးရမယ့်အခြေအနေအဲ့တော့ပိုးသက်ဆေးရည်သုံးပြီးဆိုတာကပိုးသက်ဆေးပါတဲ့စက်ပြာကိုသုံးပြီးတော့လက်ဆေးရမယ်ပေါ့နော်ဘယ်အချိန်မှာလက်ဆေးမလဲဆိုရင်အထူးကုဆောင် special care unit တွင်တာဝန်ထမ်းဆောင်ခြင်းနဲ့အဲ့တော့အထူးကုဆောင်အထူးကြက်မှတ်ထားတဲ့ကုသဆောင်တွေမှာဆရာမတို့ကတာဝန်ထမ်းဆောင်ရတဲ့အခါဥပမာအားဖြင့်ခွဲစိတ်ခန်းဒါမှမဟုတ်လို့ရှင်အထူးကြက်မှတ်ကုသဆောင်ဒါမှမဟုတ်လို့ရှင်မွေးကင်းစားကလေးကုသဆောင်အဲ့လိုမျိုးအထူးကုရတဲ့နေရာတွေမှာဆရာမတို့ကတာဝန်ထမ်းဆောင်ရတဲ့အခါမှာပိုးသက်ဆေးရည်ပါတဲ့စက်ပြာနဲ့လက်ဆေးရမယ်နောက်တစ်ခုကတီးတန်းလူနာဆောင် isolation unit တွေမှာတာဝန်ထမ်းဆောင်ခြင်းနောက်တစ်ခုက invasive procedure အရေးပြားအတွင်းသို့ထိုးသွင်းသည့်လှုပ်ဆောင်ချက်များမပြုလုပ်မီဥပမာအားဖြင့်လူနာတက်ကိုဆရာမတို့ကလက်ကိုအပ်ထိုးတော့မယ်အဲ့တော့အရေးပြားကိုထိုးသွင်းတဲ့ procedure ပေါ့နော်ဥပမာခွဲစိတ်တဲ့ဘိုက်ကိုဓာတ်လေးနဲ့ခွဲရတာဖြစ်တဲ့အတွက်အဲ့ဒါလည်း invasive procedure ပဲအဲ့လိုမျိုးခွဲစိတ်ရတဲ့အခါလူနာကိုဆေးသွင်းမယ်သွေးသွင်းမယ်အဲ့လိုမျိုးအရေးပြားကိုထိုးသွင်းရတဲ့လှုပ်ဆောင်ချက်တွေမလုပ်ခင်တိုင်းမှာလည်းဆရာမတို့ကပိုးသက်ဆေးရည်ပါတဲ့စက်ပြာနဲ့လက်ဆေးရမယ်ခုခံအားကျဆင်းတဲ့လူနာတွေကိုပြုစုရတဲ့အခါလူနာတယောက်ကကိုခံအားအရန်ကျနေတဲ့ယောဂါကိုခံစားနေရတယ်အဲ့တော့ကိုခံအားကျနေတဲ့လူနာတယောက်ကပြင်ပကယောဂါပုံမွားတွေဝင်လွယ်တယ်အဲ့ဒီအချိန်မှာဆရာမတို့ကအဲ့ကိုခံအားကျနေတဲ့လူနာတယောက်ကိုပြုစုကုသရတော့မယ့်အခါမှာလည်းဆရာမတို့ကပိုးသက်ဆေးရည်ပါတဲ့စက်ပြာနဲ့တခြားလက်ဆေးပြီးတော့မှပြုစုကုသတင်တယ်ပေါ့နော်သူကငကိုတွေကကိုခံအားကျနေတဲ့အတွက်ပတ်ဝန်းကျင်ယောဂပုံမွားတွေဝင်လည်နိုင်တဲ့အတွက်ဆရာမတို့ကကိုယောဂပုံမွားတွေကင်းရှင်းသွားအောင်လို့ပိုးကင်းတန်းစင်နဲ့ဆေးပါတယ်ပေါ့နော်ပိုးသက်ဆေးရည်ပါတယ်စက်ပြာနဲ့ဆရာမတို့ကလက်ဆေးတဲ့ဒါကလက်ဆေးရမယ့်အခြေအနေ2မျိုးရှိတယ်ရိုးစက်ပြာကိုသုံးပြီးလက်ဆေးရမယ့်အခြေအနေနဲ့ပိုးသက်ဆေးရည်ပါတယ်စက်ပြာကိုသုံးပြီးတော့လက်ဆေးရမယ့်အခြေအနေပေါ့နော်အဲ့လိုပုံစံအတိုင်းပဲဆရာမတို့ကလက်ဆေးနည်းရလဲ2မျိုးရှိတယ်ရိုးလက်ဆေးနည်းနဲ့ပိုးသက်ဆေးရည်သုံးပြီးလက်ဆေးတယ်ပေါ့နော်အထူးလက်ဆေးနည်းပေါ့နော်လက်ဆေးနည်း2မျိုးလဲရှိသေးတယ်ပေါ့နော်အဲ့ဆရာမတို့လက်ဆေးမယ်လက်ဆေးမယ်ဆိုလို့ရှိရင်ဒါရိုးလက်ဆေးနည်းပေါ့နော်ရိုးလက်ဆေးနည်းနဲ့လက်ဆေးမယ်ဆိုရင်လှုပ်ဆောင်ချက်အနေနဲ့နံပါတ်1ရေကိုအဆက်မပြတ်ကျစေရန်ဘုံမိုင်ခလုတ်ကိုဖွင့်ရမယ်အဲ့တော့ရေပထမဆုံးဘုံမိုင်ကိုဖွင့်ထားရမယ်ရေကအဆက်မပြတ် running water အဆက်မပြတ်ကျနေတဲ့ရေဖြစ်ရမယ်နံပါတ်2လက်ချောင်းတွေကိုအောက်ဆိုင်ပြီးတော့ရေစွတ်မယ်ဆိုတော့လက်ချောင်းတွေကိုဒီလိုမျိုးရေဘုံမိုင်အောက်မှာအောက်ဆိုင်ပြီးတော့ဆရာမတို့ကရေစွတ်မယ်ရေတွေကဆရာမတို့ဒီလက်ကောက်ဝက်ကနေပြီးတော့ဒီလက်ချောင်းလေးတွေကနေပြီးတော့စီးဆင်းသွားလိမ့်မယ်ပေါ့နော်အဲ့တော့စက်ပြာကိုလက်ဖက်ဝါးလက်ဖမိုးလက်ချာလက်ချောင်းလက်ထိတ်နေရာလက်မကြံပုတ်တက်ရမယ်စက်ပြာကိုယူလိုက်မယ်ဆရာမတို့ကလက်ရဲ့နေရာအနှံ့ပေါ့နော်လက်ဖက်ဝါးတွေလက်ဖက်မိုးလက်ချားတွေပြီးလို့ရှိရင်လက်ချောင်းတွေလက်ထိတ်တွေနေရာလက်မကြံအောင်စက်ပြာနဲ့ပုတ်တိုက်မယ်စက်ပြာပုတ်တိုက်ပြီးပြီဆိုလို့ရှိရင်လက်ကိုဇောက်ထိုးထားပြီးအနည်းဆုံး15စက္ကန့်ကြာအောင်ရေဆေးရမယ်လက်ချောင်းထိတ်မှရေစီးစင်းပါသေးဆိုတာကလက်ကိုစက်ပြာတိုက်လိုက်တိုက်ပြီးသွားလို့ရှိရင်လဲဆောနာကစီးစင်းနေတဲ့ရေအောက်မှာပဲဆရာမတို့ကလက်ကိုဇောက်ထိုးထားပြီးတော့လက်ပြန်ဆေးမယ်အဲ့ဒီရေကဆရာမတို့ရဲ့လက်ချောင်းထိတ်ကနေပြီးစီးစင်းသွားမယ်အဲ့တော့ဆရာမတို့စက်ပြာတိုက်နေတဲ့အချိန်မှာဆောနာကဖွင့်ထားတဲ့ရေပုံမှန်ကိုမပိတ်ရဘူးရေပုံမှန်ကစဖွင့်တဲ့အချိန်ကနေပြီးတော့လုံးဝလက်အကုန်လုံးဆေးပြီးမှပြန်ပိတ်ရမယ်ဖွင့်လိုက်စက်ပြာတိုက်ခိုင်းနေမို့လို့ပြန်ပိတ်လိုက်မလို့ရဘူးပေါ့နော်အဲ့တော့15စက္ကန့်ကြာအောင်လဲဆေးပြီးပြီဆိုလို့ရှိရင်ဆရာမတို့ကပေပါတာဝါနဲ့ခြောက်အောင်တော့ရမယ်အဲ့တော့တီရှူးဒါမှမဟုတ်ပေပါတာဝါကိုယူမယ်လက်တုပ်လိုက်မယ်လက်တုပ်လို့တုပ်ပြီးပြီဆိုတော့မှနောက်ထပ်ပေပါတာဝါတစ်ခုကိုထည့်ယူပြီးတော့အဲ့ပေပါတာဝါကို
ကာကွယ်ပြုတ်ပြီးတော့ဆရာမတို့လက်ကတန့်သွားပြီလေပုံမှန်ခလုတ်ကညစ်ပတ်နေနိုင်သေးတယ်ဒါပြောလို့မရဘူးအဲ့ဒီအတွက်တန့်ပြီးသားလက်နဲ့ပုံမှန်ခလုတ်ကိုပြန်ကင်လိုက်ရင်လက်မှာပြန်ပြီးညစ်ပတ်သွားနိုင်တယ်အဲ့ဒီအတွက်ဆရာမတို့က paper towel ကိုယူပြီးတော့ပုံမှန်ခလုတ်ကိုပြန်ပိတ်မယ်အဲ့တော့ပထမဦးဆုံးပုံမှန်ခလုတ်ကိုဖွင့်တဲ့ရေကိုဘယ်တော့မှပြန်မပိတ်တော့ဘူးလုံးဝလက်အကုန်လုံးဆေးပြီးဆိုတော့မှပြန်ပိတ်မယ်ပြီးရင်ဆရာမတို့ဆက်ပြအတိုင်းပဲလက်ကိုစောက်ထိုးထားပြီးလက်ဆေးမယ်ပြီးရင်paper towel နဲ့လက်ကိုချအောင်တုံးမယ်နောက်တစ်ခု paper towel ကိုထည့်ယူပြီးတော့မှပုံမှန်ခလုတ်ကိုပြန်ပိတ်မယ်ပြီးအဲ့ paper towel တွေကိုအမိုက်ပုံးတွေကိုတိတိကျကျဆွန့်ပြစ်မယ်ပေါ့နော်ဒါလက်ဆေးနည်းလှုပ်ဆောင်ချက်အဲ့တော့လက်ဆေးနည်းအဆင့်ဘယ်နှဆင့်ရှိလဲဆိုလို့ရှိရင်ဆရာမတို့က9ဆင့်ရှိတယ်နံပါတ်1လက်ဖက်ဝါးနဲ့လက်ချောင်းများကိုဆေးပါလက်ဖက်ဝါးတွေနဲ့လက်ချောင်းတွေကိုဆရာမတို့ဆေးမယ်နံပါတ်2လက်ဖက်မိုးတွေကိုဆေးပါလက်ဖက်မိုးတွေကိုဆေးမယ်လက်ချောင်းများနဲ့လက်စစ်များကိုဆေးပါဒါလက်ချောင်းတွေနဲ့လက်စစ်တွေကိုဆေးမယ်လက်ချောင်းတွေနဲ့လက်စစ်တွေကိုဆေးမယ်ပြီးရင်လက်ချောင်းကြားကိုဆရာမတို့ဆေးမယ်လက်မတွေကိုဆေးမယ်ပြီးရင်လက်ထိပ်တွေကိုဆေးမယ်လက်ကဝတ်ကိုဆရာမတို့ဆေးမယ်ပေါ့နော်လက်ဆေးနည်းအဆင့်9ဆင့်ရှိတယ်အဲ့တော့လက်ဆေးနည်းအဆင့်9ဆင့်ရဲ့ကြပြလေးကကြတော့ဖက်ဝါးဖက်မိုးလက်ခောက်ချိုလက်ကြားလက်မမကြံရကိုယ်ဝေးချစ်ပါလက်ခဏလက်ကဝတ်မှာအဆုံးသက်ပါပေါ့နော်အဲ့တော့ဖက်ဝါးဖက်မိုးလက်ဖက်မိုးဖက်ဝါးဖက်မိုးလက်ခောက်ချိုလက်ခောက်ချိုလက်ကြားလက်မမကြံရကိုယ်ဝေးချစ်ပါလက်ခဏလက်ကဝတ်မှာအဆုံးသက်ပါဆိုပြီးတော့လက်ဆေးနည်းအဆင့်9ဆင့်အတွက်ကြပြလေးပေါ့နော်အဲ့လိုမျိုးနီးစနစ်ကျနာဆိုတာဆရာမတို့လက်ဆေးရမယ်ဆရာမကလက်ဆေးနည်းသင်ခန်းစာကိုလက်ဆေးနည်းအဆင့်9ဆင့်အတိုင်းလက်တွေ့ဆေးပြသွားမှာဖြစ်တယ်အဲ့တော့လက်ဆေးနည်းလက်စဆေးတော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဆရာမတို့ကပထမဦးဆုံးညွှန်ချက်ထဲမှာပါတဲ့အတိုင်းလက်မှာလက်ဝတ်ရတနာတွေရှိရင်ချွတ်ထားရမယ်လက်သေးကိုတူတူညှက်ထားရမယ်ပြီးတော့လို့ရှိရင်လက်ဆေးရဲ့ကြာချိန်15စက္ကန့်ကြာအောင်ဆေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမျိုးလက်ရှည်အင်းတွေပါဝတ်ထားလဲဆရာမတို့လက်ကိုတူအောင်ခောက်တင်ထားရမယ်ပေါ့နော်အဲ့တော့လက်ဆေးတော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးရေကအဆက်မပြတ်စီးဆင်းနေတဲ့ရေဖြစ်ရမယ်ပြီးတော့ဆရာမတို့ရေပုံမှန်ဖွင့်ထားလိုက်တယ်ပြီးရင်အဆက်မပြတ်စီးဆင်းနေတဲ့ရေအောက်မှာဆရာမတို့လက်ကိုဇောက်ထိုးထားပြီးရေအရင်စွတ်မယ်ပြီးဆရာမတို့စက်ပြာယူမယ်စက်ပြာကိုလက်တစ်ခုလုံးမှာအမြုပ်ထသွားအရင်ပုတ်လိုက်မယ်ပြီးွားရင်အစင်းကြီးအဆင့်9ဆင့်အတိုင်းဆရာမတို့လက်ဖဝါးများကိုပုတ်တိုက်ရမယ်မိုးများကိုပုတ်တိုက်မယ်လက်ခောက်ချိုး၍လက်စစ်များကိုပုတ်တိုက်မယ်လက်ချောင်းကြားများကိုပုတ်တိုက်မယ်လက်မကိုဆေးကြိုးမယ်ပြီးတော့ဒီလက်ထိပ်လေးတွေနဲ့လက်ဖဝါးကိုကုတ်ချစ်မယ်ပြီးရင်ဆရာမတို့လက်ကဝတ်ထိဆေးကြိုးမယ်ပြီးရင်စက်ပြားလေးဆင်သွားအောင်လို့ဆရာမတို့ကရေအဆက်မပြတ်စီးဆင်းနေတဲ့ရေအောက်မှာဇောက်ထိုးထားပြီးတော့ပြန်စီးမယ်ပြင်ဆရာမတို့ paper towel tissue ယူမယ်လက်ကိုချအောင်တုပ်မယ်ပြင်ဆရာမတို့က paper towel ကိုထည့်ယူမယ်အဲ့ paper towel နဲ့ဆရာမတို့ရေပုံမှန်ခလုတ်ကိုပိတ်မယ်ဒါကတော့လက်ဆေးနည်း9ဆင့်အတိုင်းလက်ဆေးခြင်းဖြစ်ပါတယ်